ယောဂဖြစ်မှဆေးတုံးမဲ့အစားတင့်ခန္ဓာကိုအစိပ်ပိုင်းနေချမ်းမှာဟုတ်ဒီအစားအစာ17မျိုးကိုပုံမှန်စားတော့မှာဒီနေ့အုံနောက်အတွက်တစ်ကြားသည်ရဲ့ပုံစံကအုံနောက်နဲ့ဆင်တူပါတယ်သူမှာပါတဲ့အိုမီဂါ3ဓာတ်ဟာမှတ်ဉဏ်ကိုကောင်းမွန်စေပြီးအသက်ကြီးလာရင်ဖြစ်တတ်တဲ့မေ့လျော့ခြင်းဒီမင်းရှိယာကိုကာကွယ်ပေးပါတယ်နှစ်မျက်လုံးအတွက်မုံလာဥနီဗီတာမင် A ကျွဲဝလွန်းလို့ညဘက်မျက်စိမွဲတာကိုကာကွယ်ပေးပြီးမျက်စိအားနည်းခြင်းကိုတတ်တာစေပါတယ်ဖုန်းနဲ့ကွန်ပျူတာအကြည့်များသူတွေအတွက်မရှိမဖြစ်ပါ3နှလုံးအတွက်ခရမ်းချင်သည်ထဲမှာပါတဲ့လိုက်ကိုပင်းဓာတ်ဟာသွေးကြောတွေကိုတန့်စင်ပေးပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုတိတိတာတာရှော့ချပေးပါတယ်နှလုံးချမ်းမှာဟုတ်ခရမ်းချင်သည်ကိုချက်စားတွေပါ4အဆုပ်အတွက်ပန်းကော်ဖီစိမ်းလေထုညီညာမှုဓာတ်ကိုခံရတဲ့အဆုပ်အတွက်ပန်းကော်ဖီစိမ်းကအကောင်းဆုံးပါသူကအဆုပ်ထဲကအစိတ်အတောက်တွေကိုဖယ်ရှားပေးပြီးရောင်ရမ်းမှုကိုရှော့ချပေးပါတယ်5အသည်းအတွက်ကြက်သွန်ဖြူဟာအသည်းထဲကအစိတ်အတောက်တွေကိုဖယ်ရှားပေးတဲ့အင်ဇိုင်းတွေကိုအလုံးလုံးအောင်လှုံ့ဆော်ပေးပါတယ်အသည်းအဆီဖုံးတာကိုလည်းကာကွယ်ပေးပါတယ်6အယိုးအတွက်နို့နဲ့နို့ထပ်ပစ္စည်းကယ်လ်ဆီယမ်အပြည့်ပါလို့အယိုးတွေကိုတာမဏိလိုခိုင်မာစေပါတယ်အသက်ကြီးလို့အယိုးပွားမှာကြောက်ရင်ဒါကိုပုံမှန်စားပေးပါ9ဦးလန်းကြောင့်အတွက်ဒင်ကျွတ်မှာဈေးကြီးပေးပြီးဝယ်တောက်နေရတဲ့ probiotics များစွာပါဝင်ပါတယ်ဦးလန်းကြောင့်မှာရှိတဲ့အကျိုးပြုဘက်တီးရီးယားလေးတွေကိုအားထိပေးလို့အစာခြေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကင်းဝေးစေပါတယ်10ကြောက်ကက်အတွက်ဂေါ်ဖီထုတ်မှာ phytochemicals ဓာတ်တွေပါဝင်ပြီးကြောက်ကက်ကိုအစိတ်အတောက်တွေရန်ကနေကာကွယ်ပေးပါတယ်ပိုတက်ဆီယမ်ဓာတ်နည်းပါးတာကြောင့်ကြောက်ကက်ဝေဒနာရှင်တွေအတွက်လည်းအထူးသင့်လို့တဲ့အစာဖြစ်ပါတယ်9တုပ်ပိုးနဲ့ကြားဟော်မုန်းအတွက်ခယူးကမာသို့မဟုတ်ဖယုံးစီကြားဟော်မုန်းတက်စတိုစတီရွန်ထွက်ရှိဖို့အတွက်ဇင့်ဓာတ်ကအဓိကပါခယူးကမာကေမှာဇင့်ဓာတ်ကြွယ်ဝအဆုံးဖြစ်တယ်လို့အလွယ်တကူစားချင်ရင်တော့ဖယုံးစီကိုလော်စားပေးပါတုပ်ပိုးအရေးအတွက်နဲ့အရေးအသွေးကိုတိတိတာတာမြင့်တင်ပေးပါတယ်10တအိမ်တော့မဟုတ်မျိုးပွားအင်္ဂါအတွက်ထောပတ်တီရဲ့ပုံစံကတအိမ်နဲ့ဆင်တူပါတယ်အမျိုးသမီးတွေရဲ့ဟော်မုန်းကိုမျှတစေပါတယ်တအိမ်ကောင်းကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့ကိုဝင်ဆောင်မိခင်တွေအတွက်လည်းအထူးကောင်းပါပါတယ်17စပင်နဲ့အရေးပြအတွက်ဥများစွာစပင်တန်ဆွမ်းဖို့လိုအပ်တဲ့ဘိုင်ယိုတင်နဲ့ပရိုတင်းဓာတ်တွေဥပမာကြက်ဥထဲမှာအပြည့်ပါပါတယ်စပင်ကျွတ်တာကိုတက်တာစေပြီးအသားအရည်ကိုလည်းတင်းရင်စုပ်ပြစေပါတယ်ဘုဟုတုတလက်ဆောင်ဒီအစားအစာတွေကိုတမျိုးတည်းစားတာထက်အစုံမျှအောင်စားပေးခြင်းကခန္ဓာကိုယ်တစ်ခုလုံးကအင်္ဂါတွေကိုတပြားတည်းနဲ့ပြုပြင်ပေးနေပါတယ်ဒီ post လေးကိုအစအဆုံးဖတ်ပြီးရင်တော့တင်းရဲ့ဈေးချင်းထဲမှာဒီအစားအစာတွေပါလာမယ်လို့မျှော်လင့်ပါတယ်တင်ရောဒီထဲမှာဘယ်အစားအစာကိုအကြိုက်ဆုံးလဲမတ်မှာပြောခဲ့နော်တစ်မိသားစုနဲ့မိတ်ဆွေတငယ်ချင်းတွေလည်းအကျိုးရှိအောင်ဒီဘဟုတုတတွေကိုဝေမျှပြီးကူညီလိုက်ပါဦး